မင်္ဂလာပါခင်ဗျာကျွန်တော်တို့အခု speaking 30ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့ how နဲ့ tall ဆိုတဲ့ adjective နဲ့တွဲလိုက်ရင်ဒီ how ကဘလို့မဟုတ်တော့ဘူးဘလောက်ဖြစ်သွားတယ်ပေါ့နော်ဒီမှာ how နဲ့ adjective နဲ့တွဲလိုက်ရင် how ကဘလောက်ဆိုပြီးဖြစ်သွားတယ်သူတစ်လုံးနဲ့ပဲဒီလို adjective နဲ့မတွဲဘူးဆိုရင် how ရဲ့အဓိပ္ပာယ်ကဘလို့ adjective နဲ့တွဲလိုက်ရင်ဘလောက်နော် okay အဲ့တော့ how tall are you မင်းအရက်ဘလောက်ရှိလဲ how tall are you မင်းအရက်ဘလောက်ရှိလဲ I am 1.85 meters tall နော် tall ကိုနောက်ဆုံးမှာပြောရမယ်ကိန်းဂဏန်းကိုပြောပြီးမှ tall ဆိုတဲ့ adjective ကိုနောက်ဆုံးမှာပြောရမယ်ပေါ့နော်နော် I am 1.85 meters tall နော်ကျွန်တော်1.85နော်မီတာရှိပါတယ်1.85 meters tall I'm 1.85 meter tall okay နောက်တစ်မျိုးပြောမယ်ဒီဟိုပေနဲ့လက်မနဲ့ပြောမယ်ဆိုရင် I am 4 feet 10 inches tall ငါ4ပေနဲ့10လက်မရှိပါတယ် I am 4 feet 10 inches tall အဲ့မနော် okay အဲ့တော့ပြန်ပြောမယ် how tall are you မင်းအရက်ဘယ်လောက်ရှိလဲ I am 1.85 meters tall ဒါမှမဟုတ်နောက်တစ်မျိုးပြောမယ် I am 4 feet 10 inches tall နော်ကျွန်တော်4ပေနဲ့10လက်မှရှိပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ